ဒီနေ့လေးရတဲ့ရန်တာရတဲ့အတွက်ကြောင့်ညီမနှစ်ယောက်တိုင်ပင်နဲ့ငါတို့ဒီနေ့မုတ်တီချက်ကြမယ်ဆိုပြီးတော့ဈေးဝယ်ထားပါတယ်။ကဲငါရှာတဲ့ Asian Supermarket ငါရှာတယ်ဒီချက်သွန်ကြီးဝယ်တယ်။ကဲဆက်ချက်ပါပြီ။ငါညီရတဲ့ကြောင့်စားလေးနဲ့ရေးဆေးလိုက်ပါတယ်။ပြီးတော့ okay မူတိုက်ပါတယ်။ငါအရင်ညီတဲ့ခါကျတော့ okay ကိုနာတိုက်တယ်ပေါ့နော်။ငါနာမည်ကတော့ catfish လို့ခေါ်ရပါတော့အဲ့ဒါဘာငါလဲတော့မသိဘူးပေါ့နော်ပြီးတော့စားလေးရတာဝင်စားလေးနည်းနည်းငရုတ်ကောင်းနည်းနည်းလေးနဲ့ထည့်လိုက်တယ်ပေါ့နော်ပြီးတဲ့ခါကျတော့ရေနဲ့ပြန်ပြုတ်တယ်ရေနဲ့10မိနစ်လောက်ပေါ့နော်10မိနစ်15မိနစ်လောက်ပြုတ်လိုက်တယ်ပြီးတော့ငါးတွေကိုပြန်ဆယ်တယ်ပြီးတော့အယိုးတွေနှွှင်တယ်ရိုးရတဲ့လောက်ထိပေါ့နော်ရိုးညွှန်လိုက်တယ်ပြီးတဲ့ခါကျတော့စိမ့်သားငပိကိုပြုတ်ပါရေရမ်းအများပါမှစိမ့်သားငပိနည်းနည်းရေကနည်းနည်းပဲလုံးမှာဟင်းကြုံလို့ဖြစ်သွားโอเคပြီးတဲ့ခါကျတော့ဒီပတဲကောကိုထောင်းတယ်frozen ထားပါပေါ့နော်ပြီးခဲ့တဲ့တစ်ခေါက်ချက်ကလေးကကြံတဲ့ဟာတွေကိုပေါ့နော်အခုပြန်သုံးလိုက်တယ်ထောင်းမဲ့ကြက်သွန်ဖြူလဲထောင်းတယ်ဒါပေမဲ့မသုံးဖြစ်လိုက်ဘူးပေါ့နော်ထောင်းလို့မေ့သွားတယ်ပြီးတဲ့ခါကျတော့ငရုတ်တီးကိုဘိုက်မနာအောင်လို့ပြုတ်လိုက်တယ်ရေမင်းနဲ့ပြီးတဲ့သူ့ကိုလည်းပြန်ညက်နေအောင်ပြန်ထောင်းတယ်ပေါ့နော်ပြီးတော့ရင်နွေးပုတ်ဝက်ဆွဲတဲ့ခုနငါးရေတွေလောင်းထည့်တယ်ပြီးတော့ပတဲကောထည့်တယ်ခုနငါးထည့်တယ်အဲ့မှာကြက်သွန်ဖြူထည့်ရမှာမိသွားတယ်ပြီးတဲ့ခါကျတော့ပတဲကောထည့်တယ်ပြီးတော့ငပိလည်းထပ်ထည့်တယ်ပေါ့နော်ငပိထပ်ထည့်တယ်ပြီးတော့ဒါကတော့အတုပ်အတွက်ပေါ့နော်ငပိကိုငပိရဲ့ငရုတ်ခုနထောင်းထားတဲ့ငရုတ်တီးရဲ့ပြီးတော့ခုနငါးကိုနှစ်ပုံထားတာပေါ့နော်အဲ့ကြံတဲ့ငါးရဲ့ကိုစီတက်လိုက်ပါတယ်စီတက်ပြီးတော့ဒီအားကျတော့ ready made ငဖဲပေါ့နော်ငဖဲကိုကြော်တယ်ဒါကတော့မုတ်ဖက်အတွက်ပေါ့နော်မုတ်ဖက်ကရန်ကုန်မှာလို့ ready made မရှိတော့သူ့ပြုတ်ပြီးတော့နှစ်ရေပြန်ဆေးရတယ်လို့ကြားဘူးလားစီလေးနည်းနည်းထည့်ရမှာမလုပ်ချင်တော့တာနဲ့ပေါ့နော်ပြီးတော့အခုဒီမှာ ready အကုန်ဖြစ်ပြီးဒါလေးကတော့အတုပ်အတွက်ဖြစ်ပါတယ်စီချက်ချက်ထားတယ်ဒါကတော့ကြက်သားမုတ်အစားထိုးပေါ့နော်မှုံလေးထည့်တယ်စားထည့်တယ်မွေးဒါကတော့မွေးဘာလဲမမှတ်မိတော့ပြီးတော့မတုတ်ဖို့အတွက်ပေါ့နော်ဒီကမကြီးသီးနဲ့အကုန်ရောနေပါတယ်ပြီးတော့ငဖဲရဲ့နန်းပင်ရထည့်တယ်ပေါ့နော်ဒါကတော့စားလို့ရပါပြီကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်